YouTube မှာ channel မှာတင်ဆက်ထားသောဗီဒီယိုဇာတ်ကားတစ်ခုလုံးကိုဖြစ်စေတစိမ့်ဒေသကိုဖြစ်စေကူးယူခြင်းအခွေပွားခြင်းနဲ့မြည်သည့် social media ပေါ်တွင်မဆိုထုတ်လွှင့်ခြင်းဖြန့်ဖြူးရောင်းချခြင်းများကိုအမှုပညာရှင်များ၏အကျိုးစီးပွားထိခိုက်စေနိုင်သောကြောင့်အလေးနက်တားမြစ်ထားပါတယ်ခင်ဗျာကူးယူဖော်ပြခဲ့ပါကဆက်သွယ်ရေးဥပဒေပုံမှာ66ကငယ်ရဖြစ်စေရုပ်မြင်သံကြားနဲ့ဗီဒီယိုဥပဒေပုံမှာ33ခခွေရဖြစ်စေလိုအပ်သလိုတရားစွဲဆိုမည်ဖြစ်ကြောင်းနှင့်3နှစ်ထက်မပိုသောထောင်ဒဏ်နှင့်ငွေဒဏ်30နှစ်ရက်လုံးဖြင့်ကြားတင်နိုင်ကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာဖိုးဖိုးခင်ဗျာဒီနေ့ဟာဖိုးဖိုးရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပါတယ်ဖိုးဖိုးရဲ့ဒုတိယကမ္ဘာစစ်တွေကနေအခုအချိန်ထိကျွန်တော်တို့ ਨੇ လူတွေအားလုံးကိုကောင်းကျိုးပြုခဲ့တဲ့ဖိုးဖိုးတက်တော်ရာဆိုရှေးပါစေလို့မြည်လေးကဆုတောင်းပေးပါတယ်ဖိုးဖိုးရဲ့ဖိုးဖိုးကျမ်းမှာပါချမ်းသာပါစေနော်တဟော့ဟော့တဲ့ကာပရိုက်တာစီပိတ်တာတကီးကီးနဲ့ဂီယာညက်တာလို့အင်ဂျင်ကင်ဆာပြီးလို့ရှိရင်တာယာကင်ဆာဒီလိုမျိုးယောဂဆိုးများကကင်းဝေးပြီးဘဝခရီးလမ်းကိုအလိုက်မဲမှန်စွာရှောက်လန်းနိုင်ပါစေလို့မြည်လေးကဆုတောင်းပေးပါတယ်ဖိုးဖိုးရဲ့ဖိုးဖိုးကျမ်းမာမှာဖြစ်မှာနော်ဖိုးဖိုးကျမ်းမာမှာမြည်လေးတို့ချမ်းသာမှာဖိုးဖိုးရဲ့မြည်လေးတို့ကိုဖိုးဖိုးဒီထက်မကကောင်းကျိုးပြုတ်နိုင်အောင်ဖိုးဖိုးကျမ်းမာပါစေလို့မြည်လေးဆုတောင်းပေးပါတယ်မင်္ဂလာပါရှင်မဟာ YouTube Channel မှာကြိုဆိုလိုက်ပါတယ်နေ့စဉ်တင်ဆက်ပေးနေတဲ့မြန်မာစကားကောင်းစကားသစ်